ကျင့်မှန်မှအသိဉာဏ်ဆိုတဲ့တရားတော်ကိုဟောကြားလာကြမယ်။သိတရားလျင်မြန်စွာဖြစ်ပေါ်ဖို့အတွက်ဘာလိုအပ်တယ်လဲဆိုလို့ရှိရင်အကျင့်တရားမှန်ဖို့လိုတယ်ပေါ့။ကိုတရားလို့ကိုကျင့်ကြံကြိုးစားအားထုတ်ကြတဲ့အချိန်ခါမှာဒီတော့ကျင့်ကြံအားထုတ်နိုင်တဲ့တိုင်းတာအားထုတ်ကြတဲ့တိုင်းတာပေါ့ထိုတိုင်းတာထိုကာလတောတွင်မှာအတိတရားလင်းမြန်စွာရရှိသွားတဲ့သူတွေလည်းရှိသလိုလိုချင်ရခြင်းနဲ့မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့သိတရားကိုခဲခဲရင်ရင်ကျင့်ရတဲ့သူတွေလည်းပဲရှိပါတယ်။ဘာကွာသွားတော့ဆိုတော့ဒီသိတရားလင်းမြန်စွာဖြစ်ပေါ်တဲ့နေရာမှာဒီကအရေးကြီးဆုံးသည်အကျင့်တရားမှန်ဖို့ပေါ့။ဘာမှန်ဖို့လဲ။အကျင့်တရားကျင့်တဲ့သူတွေဒီတရားဓမ္မကျင့်ကြံကြိုးစားအားထုတ်တဲ့သူတွေမှာတချို့ကခဲခဲရင်ရင်ခက်ခက်ခဲခဲအိမ်မပန်းပန်းဆိုပြီးတော့ကျင့်ရတာမျိုးလေးရှိတယ်။တချို့ကျင့်ကြံအားထုတ်တဲ့အချိန်ခါမှာပေါ့ပေါ့ပါပါလွယ်လွယ်ကူကူတက်တက်သားသားကျင့်နိုင်တာလေးတွေရှိတယ်ပေါ့။ဘုန်းကြီးဆိုလိုချင်တာကခဲရင်သည်ဖြစ်စေလွယ်ကူသည်ဖြစ်စေကျင့်တရားသည်မှန်ဖို့လိုတယ်ကျင့်တရားဘာဖြစ်ရမလဲမှန်ဖို့လိုတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီအတိအကျင့်နဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတိုက်ဆိုင်ပြီးတော့ဟောခဲ့တာရှိပါတယ်အဲ့လင်္ကာလေးဘိနပရိသတ်မှတ်မိအောင်ပေါ့ဘုန်းကြီးတိုင်ပေးမယ်အလုံးလိုက်ပြီးတော့ဆိုကြည့်ပါခဲရင်စွာသာကျင့်ရရှာမြန်စွာသိသူတယောက်တည်းခဲရင်စွာသာကျင့်ရရှာမြန်စွာသိသူတယောက်တည်းကဲသူအကျင့်သည်ခဲရင်ဒီကျင့်တရားကိုကျင့်ကြအားထုတ်တဲ့ချိန်ခါမှာခဲရင်မာတဲ့ပင်ပန်းနေကျင့်ရတာမလွယ်ဘူးပေါ့ပင်ပန်းပန်းခက်ခက်ခဲခဲကျင့်ကြံအားထုတ်ရပေမဲ့လို့သူသည်ဒီအကျင့်ကိုခြေခံကရလာတဲ့အသိဉာဏ်အလွန်တရာလင်းမြန်နေဘုန်းကြီးတို့ရလာတဲ့အသိဉာဏ်မှန်သမျှသည်အကျင့်ကနေခြေခံရတာကြီးပဲကိုမဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့ဒီသိဉာဏ်တွေရဖို့အတွက်အကျင့်တရားမလိုလားခုတရားထုတ်နေတယ်ဆိုတာဘုန်းကြီးတို့ပြိဿကျင့်တရားဘာတရားလဲအဲ့ဒီအကျင့်တရားကမှဘုန်းကြီးတို့ပြိဿကိုဘာပေးမလဲဆိုလို့ရှိရင်အသိတရားပေးမယ်ပေါ့အသိလိုချင်ရင်ဘာပါမယ်အကျင့်ပါရခေရင်စွာကျင့်ကြံကြိုးစားထုတ်လို့ရလာတဲ့အသိဉာဏ်လင်းမြန်တဲ့သူကတရားရလာတဲ့အသိဉာဏ်သည်အလွန်တရာလင်းမြန်နေလင်းမြန်တယ်ဆိုတာတခဏလေးနဲ့တရားရတာပေါ့အဲ့ဒီတူတောင်းတဲ့ကာလတူတောင်းတဲ့အချိန်ကာလအတွင်းမှာတော့သူကျင့်ရတာဒီမလွယ်ဘူးဩဘဒနံတမန်ကရှံကကျင့်ရတာမျိုးမဟုတ်ဘူးခက်ခက်ခဲခဲကြကုတ်ကြခဲကျင့်ရဒါပေမဲ့လို့တဲ့သူရလာတဲ့အသိဉာဏ်ကမြန်နေဆိုတဲ့သူကတရားနော်အသိမြန်တယ်ပေါ့ကဲနောက်တရားဆိုကြည့်ခဲရင်စွာသာကျင့်ရရှာနေစွာသိသူတယောက်တည်းခဲရင်စွာသာကျင့်ရရှာနေစွာသိသူတယောက်တည်းကဲကျင့်တဲ့အခါမှာပါတော့သူလေခက်တာပဲပင်ပန်းပန်းခက်ခက်ခဲခဲကျင့်ကြံရတယ်အဲ့လိုကျင့်ကြံအားထုတ်လို့ရလာတဲ့အသိဉာဏ်နှီးတယ်တဲ့
အကြာကြီးကျင့်မှရတယ်ပေါ့အချိန်ကာလအများကြီးအသုံးပြုပြီးတော့မှရက်ပေါင်းများစွာလပေါင်းများစွာနှစ်ပေါင်းများစွာကျင့်ကြံကြိုးစားအထောက်ကမှအသိဉာဏ်ကိုရတဲ့သူအသိဉာဏ်သည်နေတယ်သိကနေတယ်ပေါ့အကျင့်ကခက်အဲ့တော့ပထမဘုန်းကြီးတို့ပြောခဲ့တဲ့သူတယောက်ကအသိဉာဏ်နဲ့အကျင့်ခက်အကျင့်ခက်ခဲပေမဲ့လို့အသိဉာဏ်နဲ့သူကတယောက်ပေါ့ဒုတိယမျိုးစားပုဂ္ဂိုလ်သည်အကျင့်ခက်တယ်လို့တဲ့အသိကလည်းနှီးတဲ့သူကတယောက်ဟုတ်ပြီလားကိုဘုန်းကြီးပြောလိုက်တာဘယ်နှယောက်လဲအဲ့နှစ်ယောက်မှာအကျင့်ခက်တာချင်းတူတူပဲပေါ့ကျင့်ရတာမလွယ်ဘူးခက်လိုက်တာသူများတွေလို့မဟုတ်ဘူးအဲ့ဒါတော်တော်ကြီးပင်ပန်းပြီးတော့ဇွဲနဲ့တပင်းနဲ့ပြင်းပြင်းထန်ထန်ကျင့်မှရအဲ့ပြင်းပြင်းထန်ထန်ကျင့်ကြံတဲ့အချိန်ခါမှာရလာတဲ့အကျိုးတရားကမတူရဘူးတယောက်ကမြန်တယ်တယောက်ကနှေးတယ်ပေါ့အသိနှေးသူနဲ့အသိမြန်သူဒီနှစ်ယောက်မှာအကျင့်ချင်းကတူနေကြတယ်အကျင့်ခက်တယ်ကဲနောက်တစ်ခါဘုရားရှင်ကိုရောမြတ်ကြီးဗာပြောသေးတုံးဆိုလို့ရှိရင်ဒီအကျင့်တရားကျင့်ကြံတဲ့အခါမှာတဲ့တချို့သောသူတို့သည်အကျင့်တရားကိုကျင့်ကြံရမှာအလွန်တရာမှလွယ်ကူတယ်ချမ်းသာတယ်ကျင့်တဲ့အချိန်ခါမှာချမ်းသာမပင်ပန်းဘူးဆိုကြည့်ချမ်းသာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီကဲသူကျင့်ကဘာဖြစ်တယ်ချမ်းသာတယ်လွယ်ကူတယ်သက်သာတယ်ပထမနှစ်ယောက်တုန်းကဘုန်းကြီးတို့ပြိဿသူတို့ကျင့်တဲ့အကျင့်ဒီဘာဖြစ်တော့ခဲရင်ခက်ခဲပင်မကိုဒီဒုတိယနှစ်ယောက်မှာအကျင့်ကချမ်းသာတယ်တချို့သောသူတို့သည်တဲ့တရားဓမ္မကျင့်ကြံအားထုတ်တဲ့နေရာမှာတရားဓမ္မကိုရှုပွားကျင့်သုံးရမှာတဲ့အကျင့်လွယ်တယ်သူ့အတွက်သက်သာတယ်အကျင့်ကလည်းလွယ်တယ်အသိကလည်းမြန်တယ်ပေါ့ဒါတတိယသူနော်အသိပါဖြစ်တော့မြန်တယ်ကဲနောက်တစ်ယောက်ကြည့်ချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီသူ့ကျင့်ကလည်းဘာဖြစ်တယ်ချမ်းသာတယ်ဒါပေမဲ့အသိကနေတယ်ပေါ့ပုဂ္ဂိုလ်၄မျိုးဘုန်းကြီးတို့ဒီလောကမှာတရားကျင့်ကြတဲ့သူအထုတ်ကြတဲ့သူတွေမှာ၄မျိုး၄စားကွဲသွားတယ်ပေါ့ဒုက္ခပฏิပဒါခိပ္ပပညာဒုက္ခပฏิပဒါတဲ့သူ့အကျင့်သည်ဆင်းရဲခိပ္ပပညာသူရဲ့အတိကတော့မြန်နေအကျင့်ဆင်းရဲပြီးတော့အတိမြန်တဲ့သူတရားဒုက္ခပฏิပဒါတဏ္ဍပညာအကျင့်ဆင်းရဲသလိုအတိကျင့်တဲ့အကျင့်တရားသည်တဲ့ချမ်းသာတဲ့လွယ်ကူတဲ့သက်သာတဲ့အတိကမြန်နေဒါတယောက်ကနောက်တစ်ယောက်ကကျင့်တဲ့အချိန်ခါမှာချမ်းသာပေမဲ့လို့အတိနေတယ်အကျင့်နဲ့အတိဘုန်းကြီးတို့ပြိဿဒီနေရာမှာကြည့်လိုက်လို့ရှိရင်တချို့ကစင်စင်ရဲရဲကျင့်ရတယ်တချို့ကချမ်းချမ်းသာသာကျင့်ရတယ်ပေါ့နှမျိုးမကွဲဘူးလားဆင်းရဲစွာကျင့်ရတဲ့သူတယောက်ချမ်းချမ်းသာသာကျင့်ရတဲ့သူတယောက်အဲ့လိုနှစ်ယောက်မှာပဲသိတဲ့အသိကိုပြန်ကြည့်လိုက်လို့ရှိရင်တဲ့မြန်မြန်ဆန်းဆန်းနဲ့သိသူကတယောက်နှီးစွာသိသူကတယောက်တ
ချို့ကအတိမြန်တယ်တချို့ကအတိနှေးတယ်ဒီတော့ဘုန်းကြီးတို့ပြိဿကကြည့်ရမှာကကိုဘယ်သေးပါလဲပေါ့ဒီလေးမျိုးထဲမှာဒီတစ်မျိုးမျိုးတော့ဖြစ်ဘုန်းကြီးတို့ပြိဿပါမှာပဲကြင့်ကြံနေပြီဆိုတော့အခုတရက်နှစ်ရက်အားထုတ်ကြည့်လိုက်လို့ရှိရင်တိတချို့ကကြင့်ရတာဘာမှမခက်ဘူးစပြီးတော့ရှုမှတ်တယ်ဆိုတာနဲ့အရှုခံတဲ့အရှုညာတန်းပြီးတော့လွယ်လွယ်ကူကူနဲ့သွားလိုက်တာတရားလမ်းဖြောက်တန်းပြီးတော့သူ့အတွက်မခဲရင်တချို့ကြတော့ကြင်ကြံကြိုးစားအထုတ်တဲ့နေရာမှာခဲရင်နဲ့ပင်ပန်းနေတခါလေပင်ပန်းလိုက်တာခက်လိုက်တာတမာတိရဖို့လည်းမလွယ်ဘူးရှုစရာမစရာတွေးဖို့လည်းမလွယ်ဘူးအကျင့်နဲ့ကြိုးစားပြီးတော့ကျင့်ရတယ်ပေါ့ဒါအကျင့်ပိုင်းအတိပိုင်းကိုကြည်လိုက်ပြန်တော့အတိမြန်သူနဲ့အတိနှေးသူတချို့ကအတိမြန်တယ်တချို့ကအတိနှေးတယ်ကဲအဲ့တော့ကိုကရွေးချယ်ရမယ်ဘုန်းကြီးတို့ပြိဿအကျင့်နဲ့အတိမှာမြန်သိကျင်လားနှေးသိကျင်လားပေါ့ဟုတ်ပြီလားတချို့ကလည်းပဲမြန်သိတယ်တချို့ကလည်းနှေးသိအဲ့ဒီမြန်သိနှေးသိတဲ့နေရာမှာကျင့်တဲ့နေရာမှာလေတချို့ကအကျင့်လွယ်တယ်တချို့ကအကျင့်ခက်တယ်ပေါ့ဒီတော့ဘုန်းကြီးတို့ပြိဿကကျင့်တဲ့နေရာမှာချမ်းသာနဲ့ဖြစ်ချင်လားပင်ပန်းပန်းနဲ့ဖြစ်ချင်လားပေါ့ဒါကြည့်ရမယ်နော်တချို့ကချမ်းသာနဲ့ကျင့်မိမယ်လို့အတိကနှီးချမ်းသာတယ်ကျင့်တဲ့ချိန်ကမှတော့ပြလွယ်လိုက်တာဘာမှမခက်ဘူးပြောတဲ့အတိုင်းဆရာသမားကြားတဲ့အတိုင်းဒါလေအားထုတ်နေလိုက်တာကွက်တိပဲပေါ့လွယ်လိုက်တာမြင်သွားလိုက်တာယုံ nant တရားတွေဖြတ်လတ်တွက်လဲနဲ့အကျင့်ကချမ်းသာဒါပေမဲ့လို့အကျင့်ချမ်းသာတော်လေးပဲအတိနှီးတဲ့သူတွေရှိဘာနှီးလဲအတိနှီးအကျင့်ကဘာဖြစ်တော့ချမ်းသာတယ်အတိကနှီးတချို့ကတော့အကျင့်ဆင်းရဲတယ်အတိကမြန်တယ်ပေါ့ပင်ပန်းပြီးတော့ကျင့်ရပေမဲ့လို့သူတရားရသွားတဲ့ချိန်ကကြတော့ကာလပိုင်းခြားနဲ့ကြည့်လိုက်လို့ရှိရင်ခဏလေးရအားတချို့ကတပတ်10ရက်လောက်အားထုတ်လိုက်လို့ရှိရင်တရားသိတော်တော်ကြီးရောက်သွားအဲ့ဒီတပတ်10ရက်အားထုတ်လိုက်လို့ရတဲ့အသိဉာဏ်မျိုးတချို့ကလပေါင်းများစွာနှစ်ပေါင်းများစွာကျင့်ကြံတော့မှအားထုတ်တော့မှပင်ပန်းဆင်းရဲရဲ့ဒုက္ခခံပြီးတော့ကိုကျင့်တော့မှအဲ့ဒီအသိလောက်ပဲရတဲ့သူမရှိဘူးလားရှိတယ်တယောက်နဲ့တယောက်နဲ့တူရဲ့လားအဲ့တော့ဘုန်းကြီးတို့ပြိဿတိသတိထားမေငါအကျင့်တရားပင်ပန်းနေခဲရင်နေဆိုပြီးတော့လည်းပဲအဲ့ဒါစိတ်ဓာတ်မကျနဲ့ပေါ့ငါအားထုတ်လို့လည်းမရဘူးငါစိတ်တွေကလည်းမငြိမ်လိုက်တာစိတ်တွေကလည်းမတည်လိုက်တာဘယ်ရောက်လို့ရောက်မှမသိဘလို့ထိရမှမသိရှုစရာယုံနာနေလဲငါဘာမှမမြင်ဘူးလို့တချို့ကဘုန်းကြီးတို့ပြိဿအကျင့်ခက်တယ်ပေါ့နော်အကျင့်ခက်တယ်ဒါပေမဲ့လို့အဲ့လိုအကျင့်ခက်ပြင်မဲ့လို့အမှတ်မထင်အသိမြန်သွားတာလေရှိအကျင့်ခက်ပြင်မဲ့လို့အသိပါဖြစ်တယ်မြန်တချို့ကအကျင့်ခက်ပြင်ခက်တော်လဲပဲအသိနှီးတယ်ပေါ့လေးမျိုးတော့အကျင့်လွယ်ပြီးတော့အသိမြန်တဲ့သူအသိနှီးတဲ့သူနှစ်ယောက်အကျင့်ခက်ပြီးတော့အသိမြန်တဲ့သူအသိနှေးတဲ့သူနှစ်ယောက်အဲ့လေးမျိုးလေးစားရှိနေတော့ဘုန်းကြီးဒီကနေ့ညပြောချင်တာကအကျင့်လည်းပဲလွယ်တယ်အသိလည်းပဲမြန်တယ်ဆိုတဲ့ကျင့်စဉ်ပေါ့အကျင့်ရလည်းဘာဖြစ်မယ်လွယ်ရဟုတ်ပြီလားအကျင့်လွယ်တာနဲ့အကျင့်ခက်တာနဲ့ဘုန်းကြီးတို့ပြိဿဘယ်ဟာကြိုက်ခက်တာလေးမကြိုက်ဘူးလားကြိုက်ဘူးလွယ်တာကြိုက်တယ်အကျင့်ကဘာဖြစ်ရမလဲလွယ်ရအသိကနှေးတာနဲ့မြန်တာနဲ့ဘယ်ဟာကြိုက်မြန်တာပဲကြိုက်တယ်အဲ့တော့အသိလည်းပဲမြန်ရမယ်အကျင့်လည်းပဲလွယ်ရမယ်ပေါ့ဟုတ်ပြီလားအဲ့ဒီထဲမှာကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့ပြိဿခုနကပုဂ္ဂိုလ်၄မျိုးမပြောလိုက်ဘူးလားပုဂ္ဂိုလ်၄မျိုးပြောတဲ့ထဲမှာအကျင့်လွယ်ပြီးတော့အသိမြန်တဲ့သူတယောက်ပဲရှိတယ်နော်ကျန်တဲ့၃ယောက်ကဘုန်းကြီးတို့ပြိဿဒီတိုင်းလိုက်တူလို့မရဘူးဟုတ်ပြီလားဒါပေမဲ့လို့ဘုန်းကြီးတို့ဘုရားရှင်ကိုလိုမြတ်ကြီးလက်ထက်တုန်းက
အတိလေးပဲမြန်အကျင့်လေးပဲလွယ်တဲ့ကျင့်စဉ်နဲ့တရားရသွားတဲ့သူရှိတယ်သူကျင့်ဒီကြံဒီအထုတ်နည်းလေးပေါ့ဒါလေးဘုန်းကြီးတို့ပြိဿကျင့်တတ်ကြံတတ်အထုတ်တတ်အောင်အလုံးလိုက်ပြီးတော့ဆိုကြည့်ပေါ့ဘုန်းကြီးလင်္ကာလေးနဲ့တိုင်ပေးမယ်မြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုကဲမြင်တဲ့နေရာဘာမပါလဲမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုဒါကျင့်နည်းပဲမြင်တယ်ဆိုတာဘုန်းကြီးတို့ပြိဿဘာနဲ့မြင်တယ်မျက်စိနဲ့မြင်တယ်ကဲလူတိုင်းမှာမျက်စိမရှိဘူးလားလူတိုင်းဘုန်းကြီးတို့ပြိဿမျက်စိရှိတဲ့အတွက်ကြောင့်မို့လို့မြင်နေကြတယ်ပေါ့မြင်တော့လည်းပဲတဦးနဲ့တူတယောက်နဲ့တယောက်ဒီမြင်မုံချင်းမတူဘူးတူရဲ့လားမြင်မုံချင်းမတူဘူးအဲ့တော့ဒီမှာအကျင့်လွယ်ပြီးတော့အသိဉာဏ်တဲ့သူရဲ့ကျင့်နည်းကိုမြတ်စွာဘုရားပေးမြင်လိုက်တဲ့ရုပ်တရားပေါ့ဘုန်းကြီးတို့မျက်စိကနေပြီးတော့မြင်ရတဲ့ဆင်းမျိုးစုံရူပယုံအစင်းမျိုးစုံရူပယုံကိုမြင်တဲ့အချိန်ခါမှာမျက်စိနဲ့မြင်နိုင်တဲ့သက်ရှိတမဲအရာဝတ္ထုမှန်သမျှသည်ရုပ်တရားဘာတရားလဲကဲမျက်စိကနေမြင်တာမှန်သမျှရုပ်လို့ရှုရမယ်နော်ဘယ်လိုရှုရမလဲဘာမပါစေရဘူးလေငါမပါစေရဘူးအခုမြင်တော့မြင်တယ်ဘုန်းကြီးတို့ပြိဿရှုနေကြတဲ့နေရာမှာငါမြင်တယ်လို့မပြောဘူးလားကဲဘယ်သူမြင်တာလဲငါမြင်တာဒီလိုပြောတယ်နော်တကယ်မြင်တာဒီငါမြင်တာလားမျက်စိကမြင်တာလားမျက်စိကမြင်တာအဲ့ဒီမှာငါပါရဲ့လားမပါဘူးမျက်စိဆိုတာလေဘာတရားရုပ်တရားဒီခန္ဓာကိုယ်ကြီးနဲ့ဆက်ဆက်နေတာမှန်သမျှရုပ်နော်အဲ့တော့ဒီခန္ဓာကိုယ်ထဲမှာတခုအင်္ဂါစိတ်ပိုင်းနေနဲ့ပါဝင်တဲ့မျက်စိဆိုတာလေးပဲရုပ်တရားမျက်စိပါတရားမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်လိုက်တယ်မြင်ရတဲ့ဆင်းမျိုးစုံရူပယုံမျက်စိနဲ့မြင်နိုင်တွေ့နိုင်တဲ့သက်ရှိတမဲအရာဝတ္ထုမှန်သမျှသည်ရုပ်တရားဘာတရားလဲကဲရုပ်တရားလို့ရှုလိုက်တဲ့အခါမှာဘုန်းကြီးတို့ပြိဿသို့သောကငါမြင်တယ်ဆိုတော့ငါဘာမြင်လိုက်တယ်ငါဘသူမြင်လိုက်တယ်ဒီလိုမပြောဘူးလားကဲငါပါလို့ရှိရင်ငါယောက်ျားတစ်ယောက်မြင်လိုက်တယ်ငါမိန်းမတစ်ယောက်မြင်လိုက်တယ်ငါအဲ့တလုံးမြင်လိုက်တယ်ငါကားတစ်စီးမြင်လိုက်တယ်ဒီလိုမျိုးပြောတယ်ပေါ့အခုအသိဉာဏ်မြင်လို့ရှိရင်ဘုန်းကြီးတို့ပြိဿသည်ဘယ်လိုရှုရမလဲမြင်ရတာမှန်သမျှကိုရုပ်လို့ရှုဘယ်လိုရှုကဲမြင်ရတာမှန်သမျှဆိုတော့လူလည်းဖြစ်ခြင်းဖြစ်မယ်တိရစ္ဆာန်လည်းဖြစ်ခြင်းဖြစ်မယ်အိုးအိမ်တိုက်တာတွေလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်တစ်ပင်တွေလည်းဖြစ်ခြင်းဖြစ်မယ်မြေကြီးလည်းဖြစ်ခြင်းဖြစ်မယ်ရေလည်းဖြစ်ခြင်းဖြစ်မယ်ပေါ့ဘာပဲဖြစ်ဖြစ်မြင်ရတာအားလုံးကိုရုပ်လို့ရှုလို့ရှုမယ်အဲ့ဒီနေရာမှာဘာခွာထားရမှာတော့ဆိုလို့ရှိရင်ငါဆိုတာကိုခွာထားငါမြင်တာမဟုတ်ဘူးနော်ဘယ်သူမြင်တာမျက်စိကမြင်တာမျက်စိဆိုတာလေရုပ်တရားမျက်စိဆိုတာဘာတရားဒါကျင့်နေတာပဲမျက်စိဆိုတာရုပ်ပဲလို့သိအောင်ဘုန်းကြီးတို့ပြိဿကျင့်နေတယ်မျက်စိနဲ့မြင်ရတာမှန်သမျှကိုတဲ့ရုပ်တရားလို့သိမြင်အောင်ကျင့်ကြံနေကြတယ်အခုပုံမှန်ကိုသိနေတဲ့ဒီကမျက်စိကမြင်ရတာတွေကိုဘုန်းကြီးတို့ပြိဿရုပ်လို့မမြင်ဘူးနော်တာမန်အသိတာမန်မြင်နေကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမလို့မြင်နေအခုမြင်ရမှာဒီပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမပါစေရဘူးတဲ့ဘယ်လိုမြင်ရမလဲရုပ်လို့မြင်ရမယ်ပြန်ဆိုကြည့်မြင်တဲ့နေရာငါမပါ
မြင်သာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်သာရုပ်လို့ရှုမြင်ငါမျှပဲပေါ့မြင်ုံလေးပဲအဲ့ဒီမှာဘာမှဆက်မသွားနဲ့ဘုန်းကြီးတို့ခုတရားဓမ္မနဲ့မကြည့်မမြင်ဘူးဆိုလို့ရှိရင်မြင်လိုက်တဲ့နောက်မှာဆက်သွားတယ်မြင်ရတာကိုနှစ်သက်သဘောကျတယ်မြင်ရတာကိုမနှစ်သက်ဘူးသဘောမကျဘူးဒါလို့မသွားဘူးလားဟာဒါလေးမြင်လိုက်တဲ့အချိန်ကမှဒါရုပ်တရားပဲလို့မရနိုင်တဲ့သူမရနိုင်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿနှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်ရာဂပါသွားတယ်ဒါလေးကိုသဘောမကျဘူးမနှစ်သက်ဘူးဆိုလို့ရှိရင်ဒေါသပါသွားတယ်လောဘပဲရောက်လိုက်ဒေါသပဲရောက်လိုက်ဆိုတော့အကုသိုလ်ဘက်ကိုမနှွယ်ဘူးလားအကုသိုလ်ဘက်ကိုလမ်းပြောင်းသွားတယ်နော်ခုနမြင်ယုံလေးတင်ဘုန်းကြီးတို့ပြိဿရပ်ပြီးတော့ဒါရုပ်ပေးလို့ရှုလိုက်လို့ရှိရင်လောဘဘက်လေမသွားဘူးဒေါသဘက်လေမသွားတော့ရှက်သွားတယ်အဲ့ဒါကျင့်စဉ်ပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပေးတဲ့ကျင့်စဉ်အကျင့်လေလွယ်အတိကမြန်တယ်အကျင့်ကဘာဖြစ်တယ်ကဲကျင့်ရတာဘုန်းကြီးတို့ပြိဿခက်လားဘာမှမခက်ဘူးကိုယ်မျက်စိရှိနေတယ်ဒီမျက်စိနဲ့မြင်နေအမြင်ပြောင်းလိုက်တာပဲရှိပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမငါသူတစ်ပန်းလို့မမြင်နဲ့တဲ့ဘယ်လိုမြင်ရမလဲရုပ်လို့မြင်ကဲဒါထက်လွယ်တာရှိသေးလားရှိဘူးမြင်တတ်တဲ့ဒီမျက်စိကိုရုပ်လို့ပြန်မြင်ပေါ့မြင်တတ်တဲ့မျက်စိကလေရုပ်တရားမြင်ရတာကလေရုပ်တရားနော်မြင်တဲ့တရားငါမပါမြင်တာရုပ်လို့ရှုကဲအဲ့ဒီလိုရှုလိုက်ခြင်းအဖြစ်ရုပ်တရားလို့ရှုလိုက်တယ်ဆိုရင်လည်းငါဆွဲကင်းနေရုပ်လို့ရှုနိုင်လို့ရှိရင်ဘာဆွဲကင်းငါဆိုတဲ့အဆွဲကင်းနေမရှုနိုင်လို့ရှိရင်ငါပါပြီမရှုနိုင်ရင်ပါလားငါပါလာလို့ရှိရင်ဒီအကျင့်မှန်သေးလားငါနှစ်သက်တယ်ငါသဘောကျတယ်ငါကြိုက်တယ်ငါမကြိုက်ဘူးပေါ့ငါလိုချင်တယ်ငါမလိုချင်ဘူးမလားဘူးလားပါလာလေငါပါလာတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿငါဆွဲဝင်ရင်အကျင့်မှာပြတ်သွားအခုကျင့်တဲ့နေရာမှာဒါလေးသတိထားရုံပဲတော့ဘုန်းကြီးတို့တရားကျင့်တယ်ဆိုတာအမှန်တကယ်ပြောမယ်ဆိုလို့ရှိရင်တရားလမ်းကြောင်းတိုင်းတည့်သွားအောင်တတိလေးထားလိုက်တာပဲတတိလေးနဲ့ထိမ့်လိုက်တာပဲတရားမထုတ်တဲ့အချိန်ခါမှလည်းကြည်တာပဲတရားထုတ်တဲ့အချိန်လည်းကြည်နေရတာပဲတရားမထုတ်တဲ့အချိန်ကလည်းပဲနားကနေအတန်တွေကြားတာပဲအထုတ်နေတဲ့အချိန်ခါမှလည်းပဲနားကနေအတန်တွေကြားတာပဲဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေကသူ့ပုံမှန်အလုပ်သူလုပ်တဲ့အချိန်ခါမှာဘာအရေးကြီးတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿနှလုံးသွင်းအရေးကြီးတယ်ပေါ့ဘာအရေးကြီးနှလုံးသွင်းဆိုတာအဲ့ဒါယောနိသောမနတိကာရမှန်တဲ့လမ်းကြောင်းပေါ်ကိုရောက်အောင်နှလုံးသွင်းရင်ငါမပါစေရဘူးဘာမပါငါပါလို့ရှိရင်အကျင့်မှာငါမပါရင်အကျင့်မှန်ဆိုကြည်ကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတယ်ဆိုတာဘယ်သူကြားလဲနားကကြားတာဘယ်သူကြားတာကဲငါကြားတယ်မပြောဘူးလားမန္တကယ်ကြားတာငါကြားတာလားနားကကြားတာအဲ့နားဆိုတာဒီဘာတရားရုပ်တရားနာကနေပြီးတော့ကြားနိုင်တဲ့အတန်မျိုးစုံနားရဲကိုဝင်ရောက်လာတဲ့အတန်မျိုးစုံဒီလေရုပ်တရားဘာတရားငါပါသေးလားနော်ဟိုကြားရတဲ့နားဆိုတဲ့စီမှာလေငါဆိုတာဘုန်းကြီးတို့ပြိဿရှာကြည့်ကြားတဲ့နားမှာဘယ်နေရာကိုငါလို့ပြောလို့ရလဲမရဘူးနော်ငါဆိုတာရှာလို့မတွေ့ကြားရတဲ့အတန်တွေကိုကြည့်လိုက်ရင်လည်းပဲဒီအတန်တွေဒီဘာတော့ရုပ်တရားတွေ
ဒီမှာငါကြားတယ်ဒီတန်ကငါကြိုက်တယ်ဒီတန်ကငါမကြိုက်ဘူးဒီစကလုံးတွေကိုငါသဘောကျတယ်ဒီစကလုံးငါသဘောမကျဘူးဒီအပြောဆိုတွေကိုငါနှစ်သက်တယ်ဒီအပြောမျိုးတွေကိုငါမကြိုက်ဘူးဘာပါလာတော့ငါပါတယ်ဟုတ်ပြီလားငါပါပြီဆိုတော့နဲ့တပြိုင်တည်းဘုန်းကြီးတို့ပြိဿကြိုက်တာမကြိုက်တာဝင်လာပြီဟုတ်ပြီလားငါဆိုတာပြီဆိုတာနဲ့တပြိုင်တည်းပါတယ်ငါကြိုက်တယ်ငါမကြိုက်ဘူးနော်ငါကြိုက်တယ်ငါမကြိုက်ဘူးဆိုလို့ရှိရင်ခုနကလောဘနဲ့ဒေါသနဲ့တလန်းလန်းကိုသွားပြီပေါ့ငါကြိုက်တယ်ဒီတန်လေးငါနားထောင်လို့ကောင်းတယ်ဒါဘာပဲသွားတယ်လောဘပဲသွားတယ်ဟာငါဒီတန်ကြီးမကြားချင်ပါဘူးဒီအပြောမျိုးတွေငါမကြားချင်ပါဘူးဆိုလို့ရှိရင်ပဲသွားဒေါသပဲသွားတယ်ငါပါလို့ရှိရင်အကုသို့ဝင်လာပြီငါပါရင်ပါဝင်လာအဲ့တော့ဘုန်းကြီးတို့ပြိဿငါအထိကိုမရောက်စေနဲ့တဲ့ကြားယုံလေးပဲထားပေါ့ကြားရတဲ့အတန်မျိုးစုံသည်ယုတ်တရားကြားရတဲ့အတန်တွေဒီဘာတရားအဲ့ဒီအတန်တွေကိုကြားတတ်နားထောင်တတ်တဲ့နားဆိုတာဒီလေယုတ်တရားပါနော်ဒါဘုန်းကြီးယုတ်ပဲပြောသည်မြင်သိစိတ်သည်နံတရားမြင်သိစိတ်ပါတရားကဲမြင်တဲ့ချိန်ခါမှာသိလိုက်တယ်အဲ့ဒီအသိကလည်းပဲဘုန်းကြီးတို့ပြိဿအရေးကြီးတယ်ဒါကိုရုပ်လို့သိလိုက်တယ်ဆိုလို့ရှိရင်အသိမှန်အဲ့လိုမှမဟုတ်ဘဲနဲ့ငါသဘောကျတဲ့အစင်းမျိုးစုံပဲငါသဘောကျတဲ့သူပဲငါသဘောမကျတဲ့သူပဲအဲ့လိုသွားလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအသိဒီအသိမှားပေါ့ဘုန်းကြီးတို့အခုရှာနေတာဒီအသိမှန်ကိုရှာတာလားအသိမှားရှာတာအသိမှန်ကိုရှာတယ်ခါတိုင်းတမ္မာအပြည့်ပုံမှန်နေတာဒီအသိမှားနေတယ်ပေါ့ကိုယ်သိတယ်ဘာဖြစ်နေလဲမှားနေတယ်အခုတရားထုတ်တယ်ဆိုတာအသိမှားကိုအသိမှန်ပြင်းနေတာနော်ခါတိုင်းနေတယ်လို့အိမ်မှာနေတယ်လို့ပဲကြည်မယ်အိမ်မှာနေတယ်လို့ပဲနားထောင်မယ်ဆိုလို့ရှိရင်တော့မဟုတ်သေးဘူးပေါ့အဲ့ဒါဆိုလို့ရှိရင်ကျင့်တယ်လို့ပြောလို့မရတော့အခုကျင့်တဲ့နေရာမှာကြားရတဲ့အတန်မျိုးစုံတွေလည်းယုတ်တရားဒီတန်တွေကိုကြားတတ်တဲ့နားဆိုတာဒီလေယုတ်တရားဒီနှစ်ခုပေါင်းစုံတော့ဖြစ်ပေါ်လာတဲ့ကြားသိစိတ်သည်နံတရားကြားသိစိတ်ပါတရားအဲ့မှာယုံနဲ့နံနှစ်ခုသွားလိုက်ပြီဆိုလို့ရှိရင်ငါပါသေးလားငါဆိုတာကဒီယုံနဲ့နှစ်ခုပေါင်းစုကိုဘုန်းကြီးတို့ကတတ်မှတ်ချက်တစ်ခုအနေနဲ့ထားပြီးတော့ငါပဲသူပဲပုဂ္ဂိုလ်တ attva ပဲယောက်ျားမိန်းမပဲဒီလိုပြောနေကြအမှန်တကယ်ငါဆိုတာပြန်ကြည့်လိုက်လို့ရှိရင်ဘာကိုရည်ညွှန်းနေလုံးဆိုလို့ရှိရင်ယုံနဲ့နံပေါ့သူလို့ပြောနေတာလေးပဲဗာလေယုံနဲ့နံပဲယောက်ျားဆိုတာလေယုံနံပဲမိန်းမဆိုတာလေယုံနံပဲအဲ့ဒီယုံနံဆိုတဲ့သဘာဝဒီသဘောအမှန်ကိုမမြင်မဲနဲ့အမြင်မှားနေကဲမြင်မှားတဲ့အတွက်ကြောင့်မလို့အတိလေမှားတယ်ပေါ့အတိမှားပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿခဏကမညံဘုံညာနိဗ္ဗာန်ရပါမလားမရဘူးအတိမှန်ရမယ်ဒီတော့မြင်တဲ့နေရာငါမပါနဲ့ကြားတဲ့နေရာငါမပါနဲ့နောက်တစ်ခါဆိုကြည့်ထိတဲ့နေရာငါမပါထိတာရုပ်လို့ရှုထိတဲ့နေရာငါမပါထိတာရုပ်လို့ရှုထိတဲ့နေရာငါမပါထိတာရုပ်လို့ရှုမျက်စိကမြင်တယ်ငါကကြားတယ်နှာခေါင်းကြတော့ဘုန်းကြီးတို့ပြိဿပြေပါကနေဝင်ရောက်လာတဲ့အနံမျိုးစုံနှာခေါင်းမှာထိတယ်နှာခေါင်းမှာအနံတွေလာထိတယ်ပေါ့ဟိုနောက်ပြီးဖို့ကြောင့်မှချက်နေတဲ့ဟင်းနဲ့ထမင်းနဲ့တွေဘုန်းကြီးတို့ပြိဿနှာခေါင်းနဲ့မရောက်လာဘူးဆိုလို့ရှိရင်ဒီအနံရရဲ့လားမရဘူးအနံကပါနဲ့လာထိနှာခေါင်းနဲ့ထိတော်မှဒီအနံကိုရအဲ့လိုထိလိုက်တဲ့ချိန်ကမှငါမပါစေနဲ့ထိတဲ့သဘောတရားတဲ့နတ်မျိုးစုံဒီနတ်မျိုးစုံကိုရုပ်လို့ရှုစားတဲ့အချိန်ခါမှလေးပဲရှာနဲ့စားစရာတွေနဲ့ထိတယ်ကရှာထဲမှာဘုန်းကြီးတို့ပြိဿအရသာပေါ်တယ်လို့ပြောတယ်ဆိုတာအမှန်တကယ်ပြောလို့ရှိရင်ရှာနဲ့စားစရာနဲ့ဘာဖြစ်တာလဲထိတာကဲမထိဘဲနဲ့ဒီအရသာပေါ်ရဲ့လား
ကဲစပွဲပေါ်မှာတင်ထားတဲ့စားစရာတောက်စရာတွေဘုန်းကြီးတို့ပြိတ္တာတွေကကြည်နေုံနဲ့ဒီရတာမပေါ်ဘူးနော်ရှာမှာထိမှပေါ်တယ်အဲ့တော့ထိတယ်ဆိုတဲ့နေရာမှာဘာတွေအကျုံးဝင်သွားတော့ဆိုတော့နှာခေါင်းနဲ့ထိနိုင်တဲ့အနတ်မျိုးစုံရှာနဲ့ထိနိုင်တဲ့အရသာမျိုးစုံဒီခန္ဓာကိုယ်နဲ့ထိတွေ့နိုင်တဲ့ထိတွေ့မျိုးစုံဒီခန္ဓာကိုယ်နဲ့လည်းပဲခုနကကျမ်းနာနုတာပူတာအေးတာတွေသည်ထိမှတိမထိပဲနဲ့သိရလားအဲ့ဒီရာဝတ္ထုသည်ကျမ်းသလားနုသလားဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိတ္တာဘာလို့ကြည့်ရလဲကင်ကြည့်ရတယ်ကင်တွေသုံးသပ်ကြည့်ထိကြည့်လိုက်တဲ့ခါကျတော့ဟာဒါကျမ်းပါလားဒါကနုပါလားဒါကပူပါလားဒါကအေးပါလားလို့သိသွားတယ်ဩအဲ့တော့ထိဆိုတဲ့နေရာမှာ၃မျိုးနော်အနတ်မျိုးစုံပါတယ်အယတာမျိုးစုံပါတယ်ထိတွေ့မျိုးစုံပါတယ်အဲ့လိုထိတဲ့နေရာမှာငါမပါစေရဘူးတဲ့ထိတာကိုရုပ်လို့ရှုအဲ့တော့အနတ်နေလည်းပဲရုပ်တရားအနတ်မျိုးစုံဒီပါတရားအယတာမျိုးစုံကလည်းရုပ်တရားခန္ဓာကိုယ်နဲ့ထိတွေ့နိုင်တာမှန်သမျှကလည်းရုပ်တရားပေါ့နော်ဒီနန်းနေနဲ့ထိတတ်တဲ့နှာခေါင်းဆိုတာလေရုပ်ပါအယတာတွေကိုထိတွေ့တတ်တဲ့ရှားဆိုတာလေရုပ်ပါတဲ့ခန္ဓာကိုယ်နဲ့ထိတွေ့နိုင်တဲ့ထိတွေ့မှန်သမျှထိတွေ့ရတဲ့ဒီခန္ဓာကိုယ်ကြီးဒီလေရုပ်တရားပါငါနန်းနဲ့ငါရှူတယ်ဆိုတာမရှိစေနဲ့တဲ့နော်ငါစားတော့တဲ့ငါအယတာတွေခံနေတယ်ငါစားလို့ကောင်းတယ်ငါစားလို့မကောင်းဘူးပေါ့နော်အဲ့ဒါတွေမပါစေနဲ့တဲ့ထိတာမှန်သမျှကိုဘယ်လိုရှုမယ်ရုပ်လို့ရှုမယ်ထိလို့သိလိုက်တဲ့မှန်သမျှကိုနာလို့ရှုမယ်ဆိုသိတဲ့နေရာငါမပါသိတာနာလို့ရှုသိတဲ့နေရာငါမပါသိတာနာလို့ရှုသိတဲ့နေရာငါမပါသိတာနာလို့ရှုသိတာဘယ်သူကသိနာကသိတယ်ကဲငါသိပါတယ်ငါသိပါတယ်မပြောဘူးလားအဲ့ဒါဘုန်းကြီးတို့ပြိတ္တာအပြောမှန်လားအပြောမှားလားတကယ်သိတာဘယ်သူသိနာကသိတယ်ခုနကမြင်လိုက်တဲ့အချိန်ကမှလည်းပဲကဲမြင်ရတဲ့အခါမှာဖြစ်ပေါ်လာတဲ့မြင်သိစိတ်မြင်ရင်သိတယ်ပေါ့သိတာဘာနဲ့သိတော့စိတ်နဲ့သိတာဘာနဲ့သိတော့အဲ့ဒီစိတ်လေးကိုပြန်ကြည့်လိုက်စိတ်ဆိုတာဒီနန္တရားဘုန်းကြီးတို့ဓမ္မနုပဒနာနည်းမှာအကျဉ်းပဲခွဲတယ်ယုံနဲ့နာဘာနဲ့ဘာခွဲယုံနဲ့နာပဲခွဲတယ်မြင်ရတဲ့ပြင်ပလောကမှာရှိနေတဲ့ပြင်မှာရှိနေတဲ့သက်ရှိသက်မဲ့မှန်သမျှဘာတရားလဲယုတ်တရားမြင်တတ်တဲ့မျက်စိကလည်းယုတ်တရားအဲ့ဒီနှစ်ခုတိုက်ဆိုင်တော့မှပေါင်းစုံတော့မှဖြစ်လာတဲ့အသိစိတ်ကနန္တရားထမြင်တဲ့ချိန်ခါမှာရှုနည်းမြင်တဲ့ချိန်ခါမှာဘုန်းကြီးတို့ပြိတ္တာကျင့်ရမယ်နည်းပေါ့ဟုတ်ပြီလားကဲမျက်လုံးကရှိနေတဲ့ခါကျတော့မြင်ပါပဲမျက်စိမိတ်ပြီးတော့ထားတဲ့ချိန်ခါမမြင်ဘူးပေါ့ကိုမျက်လုံးဖွင့်လိုက်တာနဲ့ဘုန်းကြီးတို့ပြိတ္တာမြင်စရာရှိတာတွေမြင်မယ်နားရှိတဲ့အတွက်ကြောင့်မို့လို့ကြားစရာရှိတာတွေကြားမယ်အဲ့ဒီအခါမှာကျင့်နည်းမှန်စေဖို့တဲ့အကျင့်မှန်ကိုမြတ်စွာဘုရားပြနေတာနော်လွယ်လေလွယ်တယ်ဒီကျင့်ကလွယ်ဆုံးကျင့်အကျဉ်းဆုံးကျင့်ဘာမှမခဲရင်ဘူးမခက်ခဲဘူးပင်ပင်ပန်းပန်းစင်စင်ရဲရဲလှုပ်ရှားဘာမှမရှိဘူးမျက်စိကမြင်ရတာကိုရုပ်လို့ရှုပါမြင်တတ်တဲ့မျက်စိကိုလည်းရုပ်လို့ရှုပါဒီနှစ်ခုပေါင်းစုံတဲ့ခြင်းကမှဖြစ်ပေါ်လာတဲ့အသိစိတ်ကိုနာလို့ရှုပါအသိစိတ်ကိုဘယ်လိုရှုမလဲတိတဲ့နေရာငါမပါတိတဲ့နေရာမှာဘာမပါလဲတိတာကိုနာလို့ရှုတိတာဘယ်လိုရှုငါမပါနဲ့တဲ့တလုံးလေးပဲတကယ်တရားရကြလို့ရှိရင်ဘုန်းကြီးတို့ပြိဿဒါလေးပဲနော်မြင်တဲ့နေရာလဲငါမပါနဲ့ကြားတဲ့နေရာလဲငါမပါနဲ့ထိတဲ့နေရာလဲငါမပါနဲ့သိတဲ့နေရာလဲငါမပါနဲ့တဲ့တရားအကျဉ်းလေးပဲမြတ်စွာဘုရားပေး
ဒီတရားလေးကတူတူချင်းချင်းလေးဒါပေမဲ့လို့ထိထိမိမိရှိတယ်ပေါ့ဘုန်းကြီးတို့တကယ်လက်တွေ့လောကနေကြထိုင်ကြတဲ့အချိန်ခါမှာအခုတရားထုတ်နေသလိုမျိုးအေးစစ်စစ်ထိုင်ပြီးတော့အားထုတ်ဖို့ဆိုတာမလွယ်ဘူးကိုယ်လောက်ကိစ္စတွေနဲ့လူမှုရေးစီးပွားရေးသားရေးသမီးရေးဒီအရေးတွေကရှိနေတော့သွာလာလှုပ်ရှားနေရကိုယ်လုံးနဲ့ကိုယ်သွာလာလှုပ်ရှားရင်းနဲ့လည်းပဲမြင်တဲ့နေရာလေးကိုတစ်ချက်လေးသတိထားကြည့်လိုက်မြင်လိုက်ပြီဆိုရင်လည်းငါမပန်းအောင်ကြည်တတ်ရင်တရားဖြစ်ပြီငါမပန်းအောင်ကြည်တတ်သွားလို့ရှိရင်အဲ့ဒါတရားပဲအခုဘုန်းကြီးတို့ပြိဿတာမန်ကြည်တယ်မှာဘာပါလဲငါပါတယ်ပေါ့တရားနဲ့ကြည်တဲ့သူသည်ဘာမပါဘူးလေငါမပါဘူးနာကနေပြီးတော့အပန်းမျိုးစုံကြားနေတယ်အဲ့လိုကြားနေတဲ့အချိန်ကမှငါပါလို့ရှိရင်တရားမဟုတ်သေးဘူးငါမပန်းအောင်ကြားတတ်ပြီဆိုရင်လည်းအကျင့်မှန်ပြီအကျင့်မှန်သည်ငါမပါတဲ့အကျင့်ဘာမပါလဲငါမပါတဲ့အကျင့်တဲ့ထိတဲ့နေရာမှာငါမပန်းအောင်ကျင့်နိုင်ရင်တရားဖြစ်ပါပြီတည်တဲ့နေရာငါမပါဘဲနဲ့တည်တာကိုနံလို့ရှုနိုင်ရင်တရားဖြစ်ပြီအဲ့ဒီတရားကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးဘု து ပေးလိုက်တာတော့အဲ့ဒီတရားလေးနဲ့ဒီရှုပုံရှုနည်းလေးနဲ့ဘု து တရားရတာလို့ဆိုတော့ဘာဟိယဓာရုစိရိယာတဲ့ဘုန်းကြီးတို့သာသနာတော်မှာခိပ္ပဗိညာဘိညာဉ်ခိပ္ပဗိညာဣတတဲ့ရတဲ့အရှင်မြတ်ပေါ့ခိပ္ပဗိညာဆိုတာဒီအသိဉာဏ်နဲ့အသိပါဖြစ်လေဉာဏ်နဲ့အရှင်ဘာကြီးဓာတုစရိယမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံကိုတရားလိုချင်လို့ရောက်လာတယ်သူရောက်လာတဲ့အချိန်ခါမောကြီးပန်းကြီးနဲ့နေရာကလည်းပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဆုံးခံသွားနေတဲ့အချိန်မြို့ထဲမှာဘုရားရှင်ကနောက်ပါသမ္မာဂရီရှင်မြတ်တွေနဲ့တပိတ်ပိုက်ပြီးတော့ဆုံးခံဝင်တဲ့အချိန်ဘာဟိယဓာတုစရိယရောက်လာတယ်သူရောက်လာတာကလည်းဘုန်းကြီးတို့ပြိဿသာမန်လူတွေလိုမြတ်စွာဘုရားရှင်ဖူးရအောင်ရောက်လာတာမျိုးမဟုတ်ဘူးမောကြီးပန်းကြီးနဲ့တရားလူကျင်လို့ဟိုမိုင်ပေါင်းများစွာဝေးတဲ့ရက်ဒေသကနေပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိရာကိုပြင်းပြင်းထန်ထန်မနာမနေနဲ့ကြိုးစားပြီးတော့လာခဲ့တယ်သူကပထမဆုံးကဂုံတွေတရားဂုံကိုယ်သာရောက်ဝင်ရင်လည်းသင်္ဘောပြတ်တော့သင်္ဘောပြတ်တဲ့အချိန်ခါမှာပစ္စည်းဥစ္စာတွေအကုန်ဆုံးရှုံးပြီးတော့လူအသက်လွတ်ယုံလေးကြံခဲ့ကန္နာလေးတစ်ခုမှသွားပြီးတော့တင်နေတော့အဲ့ဒီကန္နာလေးမှာသူ့ကိုယ်သူပြန်ကြည့်လိုက်တော့အသက်တော်ရှင်နေပါရဲ့ကိုယ်ပေါ်မှာဘာမှအဝတ်စားတွေမရှိတော့ဝတ်စားတွေအကုန်လုံးရေထဲမျောကုန်ပြီးစုပ်ပြဲကုန်ပြီပေါ့အဲ့တော့အဆက်လုံယုံနဲ့သူ့ကိုယ်သူတစ်သားပိုင်းလေးတွေကန္နာမှာတွေ့တဲ့တစ်ချောင်းလေးတွေနဲ့အဆက်လုံအောင်ပေါ့ခန္ဓာကိုယ်မှာပတ်ပြီးတော့သွားအနိနာလူသူရှိတဲ့နေရာကိုသွားရွာတဲ့သူဝင်သွားတော့လူကလည်းပေါ်ကလည်းအင်ကြီးမရှိဘူးခေါင်းကလည်းဖိရတင်တာမရှိဘူးဒီကုလုံးရှုပ်ပွားလို့ညစ်ပတ်လို့ပေါ့ခါမှကြည့်လိုက်ပြန်တော့လည်းပဲအဆက်လုံးယုံတစ်သားချောင်းလေးတွေစီးပြီးတော့ဒါလေးရက်ဝတ်ထားတဲ့ဝတ်စားလေးနဲ့ဆိုတော့လူတွေကသူ့ထင်ကြီးကြဟာဒီပုဂ္ဂိုလ်တာမန်ပုဂ္ဂိုလ်တော့မဟုတ်တော့ဘူးဒါတရားရှင်ပဲဖြစ်ရမယ်တရားရှိတဲ့သူပဲဖြစ်ရမယ်ကြည်စမ်းချိုးကြံလိုက်တာအဝတ်စားလည်းမဟုတ်ဘူးသူ့ကိုယ်ပေါ်မှာဘာဝတ်စားမှမရှိဘူးသူများလိုလည်းမနေဘူးအမတန်မှချိုးကြံနေတသားကြောင့်လေးတွေကတ်စီပြီးတော့ခါမှအဆက်လုံးလေးပဲဝတ်ထားတဲ့သူယဟန္တာပဲဆိုပြီးတော့ရွာသူရွာသားတွေကသူကြည်ညိုသွားတယ်ယဟန္တာကြီးပေါ့သူတို့အထင်ကတော့ပြယဟန္တာဒါပေမဲ့လို့ဘာဟိယမှာတရားရှိပြီလားဆိုတော့မရှိသေးဘူးဒါပေမဲ့လူတွေကတော့သူ့ကိုထင်ကြတယ်ဒါယဟန္တာပဲလို့ထင်တော့အစားချောင်အောင်သူကလည်းပဲအဲ့ဒါချော်လေးရောထိုင်ပေါ့ယဟန္တာလှုပ်လိုက်ယဟန္တာကြီးရွာထိပ်ကနှက်ကွန်းလေးမှာနှက်စင်လေးမှာနေလူတွေကလူစရာတန်းစရာတွေလာပြီးတော့လူကြပေးကြကမ်းကြကျွေးကြမွေးကြပေါ့ပူဇော်နေကြတရုတ်တည်းနဲ့အဲ့ဒါချင်းကပ်ပြီးတော့ပူဇော်ယူတည်နေကြအဲ့လိုตายရပြီးတော့နေတဲ့ဘာဟိယကိုသူ့မိတ်ဆွေဖြစ်တဲ့ဗြဟ္မာကြီးကလာပြီးတော့တတိပေးတယ်ဘာဟိယ
မေကုံမင်းယဟန္တာဆိုပြီးတော့ထင်ကြီးနေတယ်ယဟန္တာလို့နေနေတယ်မင်းယဟန္တာလေမဟုတ်သေးဘူးဘာဟိယဘုန်းကြီးတို့ပြိဿယဟန္တာဖြစ်ပြီလားဘာဟိယသင်သည်ယဟန္တာလည်းမဟုတ်သေးပါဘူးယဟန္တာဖြစ်အောင်လေကျင့်ကြံနေတဲ့သူလည်းမဟုတ်သေးပါဘူးယဟန္တာဖြစ်အောင်ကျင့်နေသလားဆိုတော့လေကျင့်နေတာမဟုတ်ဘူးယန္တာဖြစ်အောင်လည်းသင်သည်အရတ္တမရတ္တဖို့ကိုရနေသူလည်းမဟုတ်ပါဘူးမြမကြီးကလာသတိပေးတယ်မင်းလူလိမ့်မယ်မင်းလူညာပဲမသိနားမလဲတဲ့သူတွေဒီလူတွေကိုမင်းလိန်ညာပြီးတော့ယဟန္တာဖြစ်နေမင်းနေနေတာတိတ်မှားတာပဲမြမကြီးကသူနဲ့ဟိုတုန်းကတရားကျင့်ပဲနှစ်ပေါင်းများစွာအတူတကွတရားကျင့်ပြီးတော့အနာဂံဖြစ်မြမပြည်ကိုရောက်သွားတဲ့တငယ်ချင်းဟောင်းပေါ့ဒီတငယ်ချင်းဟောင်းကဘာကြီးရတာလို့စရိယဒီတိုင်းသာနေလို့ရှိရင်တော့ဒုက္ခဖြစ်တော့မှာပဲလူတွေကိုလိန်ညာလှည့်စားပြီးတော့နေတယ်ယန္တာဘုပဲနဲ့ယန္တာလို့သူ့ကိုယ်သူထင်နေတယ်သူ့မှာဘာတရားမှလည်းမရှိသေးဘူးဘာကျင့်မှလည်းမရှိသေးပဲနဲ့ဒီတိုင်းနေလို့ရှိရင်သိရင်တော့ဖြစ်ဘာဟိယကြီးအပေကြမယ်သိရင်ပဲသွားဘာလို့ပဲသွားတရားမရှိလို့နော်ဘာမရှိတရားမရှိရင်သိရင်ပဲသွားနိုင်မယ်ဆိုတာကိုတကယ်ကြီးကသိတော့လာသတိပေးတယ်သွားမင်းယန္တာဖြစ်အောင်ကျင့်ကျင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရှိတယ်သာဝတိပြည်စေတော်ကျောင်းတိုင်းမှာဘုရားရှင်ကိုရမြတ်ကြီးတရင်သုံးတယ်အဲ့ဒီကိုမင်းသွားဆိုတော့ဘာဟိယအပြင်းအထန်ကြိုးစားပြီးတော့မြတ်စွာဘုရားရှိကိုသွားတယ်ဒုက္ခပဲမြတ်စွာဘုရားရှိတာမရောက်ဘူးဆိုလို့ရှိရင်ငါသူများယန္တာထင်ငါယန္တာလည်းမဟုတ်တင်းအပေကြမယ်လို့လည်းပဲငါခုနကတကူရှိတဲ့ပုဂ္ဂိုလ်မြမကြီးကငါပြောသွားအဲ့တော့ယန္တာဖြစ်အောင်ကျင့်မှဖြစ်မယ်လို့တရားရကျင်လို့ဘာဟိယအပြည့်လွှမ်းနဲ့မြတ်စွာဘုရားရှိကိုသွားပါတယ်မိုင်မောင်းများစွာဝေးတဲ့ရတ္တေသာတရင်သုံးတဲ့မြတ်စွာဘုရားထံသူသွားသာဝတိမြို့ရောက်တဲ့အခါမှာမင်းမြတ်စုံစမ်းဘုရားရှင်ကိုရမြတ်ကြီးစွမ်းကံဝင်နေတယ်နောက်ကသံဃာတွေနဲ့တပိတ်ပိုက်ပြီးတော့မြတ်စွာဘုရားစွန့်ခံတဲ့ချိန်အဲ့ဒီချိန်ကမှဘာဟိယဓာတုစရိယမြတ်စွာဘုရားကိုတွားပြီးတော့လျှောက်ထားတယ်မြတ်စွာဘုရားတရားဟောပေးပါမြတ်စွာဘုရားဘာလုပ်ခိုင်းတရားဟောခိုင်းမြတ်စွာဘုရားတပည့်တော်ကိုတရားဓမ္မဟောကြားတော်မူပါမြတ်စွာဘုရားမြတ်စွာဘုရားတပည့်တော်သည်တရားဓမ္မကိုကျင့်ကြံအားထုတ်ခြင်းပါလေမြတ်စွာဘုရားသူတရားကျင့်ရင်လေဘာဟိယကြီးမလုပ်ခြင်းတရားကျင့်ရင်ဒါပေမဲ့လို့ကျင့်နီးကျင့်စဉ်မသိဘဲနဲ့ကျင့်လို့ရလားအဲ့ဒါအရေးကြီးတယ်နော်တချို့ကတရားတရားနဲ့ကျင့်နေတယ်ဆိုပြီးတော့ထင်ရမြင်ရကြားဝနာဝတွေနဲ့ကျင့်နေစတဲ့ကမမှန်ကန်ကျင့်မို့ကျင့်ဒီကမဟုတ်တော့ကျင့်တယ်လို့အကျိုးမဖြစ်ဒီကြားထဲမှာတချို့ကအကျင့်မှားကြီးတွေကိုအမှန်ထင်ပြီးတော့ကျင့်မိလိုက်လို့ရှိရင်သွားပြီအဲ့ဒါကျင့်လဲကျင့်ရသေးတယ်ဒုက္ခလည်းရောက်သေးတယ်ပေါ့ကိုယ်တည်တွင်ကိုတူးသလိုပဲမကျင့်မဲနေရင်ကောင်းတာကျင့်လိုက်ခါမှာပို့ဆိုးသွားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျင့်နီးမသိလို့အခုဘာကြီးကရိုးရိုးသားသားပဲမြတ်စွာဘုရားတပည့်တော်သည်တရားဓမ္မကျင့်ကြံအားထုတ်ခြင်းပါတယ်မြတ်စွာဘုရားမြတ်စွာဘုရားတပည့်တော်ကိုတရားဓမ္မဟောကြားတော်မူပါမြတ်စွာဘုရားကဲသူတရားဟောခိုင်းတဲ့အချိန်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘာလုပ်နေလဲစွန့်ခံနေတယ်အဲ့တော့မြတ်စွာဘုရားတရားမဟောဘူးတရားဟောလားမဟောဘူးချိန်မဟုတ်အခါလည်းမဟုတ်ဘူးပေါ့တရားမဟောနောက်တစ်ချိန်ဘာဟိယတောင်းပန်မြတ်စွာဘုရားတပည့်တော်သည်တရားဓမ္မကျင့်ကြံအားထုတ်ခြင်းလာပါတယ်မြတ်စွာဘုရားတရားဟောပေးပါဒုတိယတစ်ချိန်တောင်းပန်တော့လေမြတ်စွာဘုရားမဟောသေးဘူးဘုန်းကြီးတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မြည်ဒီမှာတရားဟောဖို့အတွက်နော်တရားဟောဖို့အတွက်တရားဘုရားဖြစ်အောင်ကျင့်ခဲ့တရားဟောဖို့အတွက်ဆိုလို့ရှိရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆိုလို့ရှိရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတကူတကပင်ပန်းခံပြီးတော့ခြေချင်းသွားမိုင်ပေါင်းများစွာသွားပြီးတော့တရားဓမ္မဟောခြင်းလေဟောတယ်တကူတယောက်တစုံတယောက်
ပုဂ္ဂိုလ်တ attva တူပေါ့တရားရဖို့ဆိုလို့ရှိရင်မြတ်စွာဘုရားပင်ပန်းခန့်အခုဘာဟိယတရားလိုချင်လို့အကျဉ်းချင်းခါကတောင်းပန်နေတယ်နှစ်ခါရှိပြီမြတ်စွာဘုရားတရားဟောပေးပါဆိုတော့လေဘုရားရှင်ကိုယ်တော်မြတ်ကြီးမဟောသေးအဲ့ဒါမနေနိုင်ဘူးဘာဟိယမြတ်စွာဘုရားတပည့်တော်သည်တရားဓမ္မကျင့်ကြင်လာပါတယ်မြတ်စွာဘုရားတရားဟောပေးပါတဲ့သုံးခါတိုင်အောင်တောင်းပန်ဘယ်နှခါသုံးခါဘုရားရှင်ကိုယ်တော်မြတ်ကြီးဒီသုံးခါတိုင်တိုင်တောင်းပန်ရလောက်အောင်ဘာဖြစ်လို့အချိန်ဆိုင်နေလေအချိန်ဆွဲနေလေဆိုတော့ဒီပိုင်းရမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူးမြော်ရလို့သူ့မှာသိဝမ်းသာဟိုမှာသူ့သတိပေးသွားတဲ့ဓမ္မကြီးပြောတဲ့စကားဩတာဝတိပြည်မှာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိတယ်တွေ့ကျင်လို့သူအပြင်းအထန်ဆင်းရဲခံပင်ပန်းခံပြီးတော့လာခဲ့တွေ့ကျင်လို့ဖူးကျင်လို့ပေါ့အခုတွေ့ရပြီဆိုတော့စိတ်ထဲမှာဝမ်းသာတဲ့ပီတိသောမနတတွေကသိဖြစ်အဲ့လိုပီတိတွေကသိအားကောင်းနေတဲ့အချိန်သိအားကြီးနေတဲ့အချိန်ခါမျိုးနော်အဲ့ဒီအချိန်ခါမျိုးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဟောရင်လေသူတရားမရနိုင်သေးဘူးဒါကအကြောင်းတစ်ချက်ပေါ့နောက်တစ်ချက်ကဘာဟိယသည်အမတန်ဝေးတဲ့နေရာကနေအပြေးလွှာမြတ်စွာဘုရားစီကိုလာခဲ့ဒီတော့ဘာဖြစ်နေတော့ဆိုလို့ရှိရင်သူ့မှာပင်ပန်းနေတယ်ပေါ့ပင်ပန်းနေတဲ့အချိန်ခါမှာမြတ်စွာဘုရားတရားဟောရင်လည်းပဲခံယူနိုင်ဘူးဟောလည်းပဲတရားမရဘူးပေါ့ဘာဖြစ်လို့လဲဆိုရင်ပင်ပန်းနေလို့ဘာဖြစ်နေပင်ပန်းနေတယ်ဘုန်းကြီးတို့တရားဆိုတာကမြတ်တာမှတရားရကိုယ်မှလိုအပ်တဲ့အချိန်တွေအကုန်လုံးမြတ်တာရှိတဲ့အချိန်ကတရားရမယ့်အချိန်ပဲအခုဘိုင်းရတဲ့နမူနာထားပြီးတော့ပဲကြည်ပီတိတွေတိတ်များတယ်တိတ်ဝမ်းသာတယ်ဝမ်းသာလုံးစိုးနေတဲ့အချိန်ခါမျိုးတရားဟောလေတရားမရဘူးပေါ့ဘာယတာလို့စရိယတိခန္ဓာကိုပင်ပန်းနွမ်းနေတယ်တိတ်ကိုပင်ပန်းနေတဲ့အချိန်ခါအဲ့ဒီအချိန်ခါမျိုးဘုန်းကြီးတို့တရားဟောရင်ဟောရပါမလားမရဘူးဒါကြောင့်မြတ်စွာဘုရားမဟောသေးဘူးနောက်တခါဘာယတာလို့စရိယရဲ့အသိဉာဏ်ကိုကြည့်လိုက်မယ်ဆိုရင်သူ့အသိဉာဏ်ဒီတဲ့ရင့်ကျက်ချိန်ကိုမရောက်သေးဘူးအသိဉာဏ်မရင့်သေးဘူးအချိန်လေးနည်းနည်းစောင့်လိုက်မယ်ဆိုလို့ရှိရင်ဘာဟိယတာလို့စရိယအသိဉာဏ်ရင့်လာအဲ့အတွက်ကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကသုံးခါတိုင်တိုင်တောင်းပန်မိမယ်လို့တဲ့နောက်ပထမနှစ်ခါတောင်းပန်တဲ့အချိန်ကမှမဟောသေးဘူးသုံးချိန်သုံးခါဘာဟိယတောင်းပန်တဲ့အချိန်ကြတော့မှမြတ်စွာဘုရားတရားဟောတယ်ဘာဟိယတော်စရိယသူ့တက်တန်းကိုဘုရားရှင်ကသိတယ်သူ့မှာချိန်မရှိတော့တကယ်လို့သာကြောင်းရောက်မှတရားဟောမယ်ဆိုပြီးတော့ဘာဟိယတော်စရိယကိုတရားမဟောရင်အဲ့ဒီမနစ်ပိုင်းတွင်းမှာပဲဘာဟိယစရိယရဲ့တက်တန်းကုန်နေပြီတကယ်လို့သာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားမဟောပဲနဲ့ကဲဘာဟိယလိုက်ခဲ့ကြောင်းရောက်မှဟောမယ်ဆိုလို့ရှိရင်ဘုရားရှင်တရားဟောတဲ့အထိဘာဟိယရဲ့တက်တန်းမကြံတော့ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘာဟိယကိုတရားဟောတယ်လမ်းလေကောင်မှာဆုံးခံရင်းနဲ့တရားဟောတာဆုံးခံရင်းနဲ့ဟောတဲ့တရားဆိုတော့ဘုန်းကြီးတို့တရားအရှိကြီးကြာကြီးဟောတဲ့တရားမျိုးလေးမဟုတ်ဘူးပေါ့ဘာယတာရစရိယအတွက်ထိထိမိမိလည်းဖြစ်ရမယ်ကျင့်နည်းကြံနည်းကလည်းပဲလွယ်ကူကူဖြစ်ရမယ်ပေါ့တိတ်ရှုပ်ထွေးတဲ့တရားမျိုးခက်ခဲခဲနဲဒီတရားမျိုးကိုဟောနေရင်လည်းပဲချင်းတူတူနဲ့မရနိုင်ဘူးလင်းမြန်မြန်နဲ့ဘာဟိယတာရစရိယနားမလည်နိုင်ဘူးဒါကြောင့်မို့လို့ခုနကကျင့်နည်းကြံနည်းအထုံနည်းကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးစကား၄ခုနဲ့ပဲဟောလိုက်ကျင့်နည်းဒီနည်းပေါ့မြင်တဲ့နေရာမှာကျင့်တဲ့နည်းမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုထိတဲ့နေရာငါမပါထိတာရုပ်လို့ရှုသိတဲ့နေရာငါမပါသိတာနာလို့ရှုတဲ့ဒီစကားလေး၄ခုပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောပြလိုက်တယ်ဘာဟိယတာရုစရိယဘာဖြစ်သွားတော့ယန္တာဖြစ်သွားတယ်ဘာဖြစ်သွား
ကဲသူသိညာမမြန်ဘူးလားဘာမှကြားလိုက်ဘူးနော်ကိုမတက်ရပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဟောလိုက်တဲ့ဒီစကားလေးခုပြောတာအလွန်ဆုံးကြာမှာဘုန်းကြီးတို့ပြိတ္တ10မိနစ်လောက်ပဲကြာမယ်ပေါ့ဒီတရားဓမ္မကိုနာယူပြီးတဲ့ချိန်ကမှဒီကျင့်စဉ်ကျင့်နည်းကိုသိတဲ့ပါရသည်ကဲမတက်ရရင်မေဘာဖြစ်သွားယန္တာဖြစ်ပြီကဲယန္တာဖြစ်ပြီဆိုတော့လူဝတ်ကြောင့်ဘဝနဲ့ယန္တာတကယ်လို့ဘုန်းကြီးတို့ပြိတ္တယဟန်ဘဝကိုမပြောင်းလဲပဲနေမယ်ဆိုလို့ရှိရင်အဲ့ဒီနေပဲပြိဋိဘံဆံရမယ်နော်လူတယောက်ဒီယန္တာဖြစ်လို့ရှိရင်တရက်ပဲနေခွင့်ရှိအဲ့တရက်တာကာလတွင်းမှာယဟန်အသွင်ကိုယဟန်ဘဝကိုပြောင်းရင်ပြောင်းမပြောင်းရင်ဘာဖြစ်သွားမလဲပြိဋိဘံဆံရတယ်ဟုတ်ပြီလားအဲ့တော့လူဝတ်နဲ့ယန္တာဆိုတာဘုန်းကြီးတို့ပြိတ္တဖူးရဖို့မလွယ်ဘူးနော်မဖြစ်နိုင်ဘူးနော်အဲ့တော့ဘာကြီးကဒါရစရိယကလည်းပဲဒီတိုင်းပဲပေါ့ယန္တာဖြစ်ပြီဆိုတော့ယဟန်ဝရအောင်နဲ့အရေးကြီးတဲ့သင်္ကန်းရှာဖို့သွားသင်္ကန်းရှာဖို့သွားတဲ့အချိန်ပန်းသူကိုသင်္ကန်းဘာကြီးကလိုက်ရှာတယ်အမိုက်ပုံလေးတွေမှာလမ်းဘေးတွေမှာပေါ့လမ်းကြွလမ်းကြားမှာသူတကပြစ်ထားတဲ့အဝတ်စားအဲ့ဒီဝတ်စားတွေချုပ်ဆက်ဆေးဆိုးပြီးတော့ပန်းသူကိုသင်္ကန်းဝတ်မယ်လို့သင်္ကန်းရှာတဲ့အချိန်နွားခွေပြီးတော့ပြိဋိဘံဆံသွားတယ်ဘာမှမကြောက်မနစ်ပိုင်းတကယ်တော့တရားမရရင်လည်းပဲဘာဟိယသာရုစရိယသည်ဒီအချိန်မှာသိရမှာပဲအခုချိန်ပိုင်းလေးမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူးမြော်လိုက်ရတယ်တရားနာလိုက်ရတယ်တရားကျင့်ဤသူသိသွားရအဲ့ဒီကျင့်ဤကြံဤအထုတ်ဤနဲ့ကျင့်ကြံကြိုးစားအထုတ်လိုက်တော့တရားလေးပဲရသွားတယ်ဟောတရားမရဘူးလားတရားရသွားတယ်ယန္တာအရှင်မြတ်သူပြိဋိဘံဆံသွားတာဘုန်းကြီးတို့ပြိဋ္ဌာအမိုက်ပုံပေါ်မှာခေယန္တာဖြစ်မဲ့သူကြီးမြင်မကောင်းရှုမကောင်းပေါ်အမိုက်ပုံပေါ်ဘာကြောင့်ပြိဋိဘံဆံတယ်လေဆိုတော့ဟိုရင်ဘဝတစ်ခုမှာတဲ့သူနဲ့ယံညှိုးရှိခဲ့တဲ့ဘလူးမဟိုကအခုဒီမှာနွားဘဝရောက်တယ်သူတို့နှစ်ယောက်ကယံဘက်တွေတွေ့တဲ့နေရာတတ်မယ်ဆိုပြီးတော့ဒီယံညှိုးတွေကပန်ခဲ့တော့ခဏနွားခွေပြီးတော့တည်သင်္ကန်းဒီလောက်တောင်မှရှားသလားယန္တာရှင်မြတ်လူဘဝကနေပြီးတော့ယံအတွင်ပြောင်းဖို့ယံဘဝကိုကူးပြောင်းဖို့သင်္ကန်းတပိတ်ပြိခင်ဟာဘာဖြစ်လို့ဒီလောက်တောင်မှရှားနေသလဲဆိုတော့ရှင်ဘာဟိယသည်သင်္ကန်းတပိတ်ပြိခရာမလှူခဲ့ဘူးအဲ့ဒီဒါနသူ့မှာချွတ်တဲ့ခဲ့တဲ့အတွက်ကြောင့်မလို့ယန္တာဖြစ်တာတောင်မှဘုန်းကြီးတို့ပြိတ္တသင်္ကန်းရှားတယ်တပိတ်ရှားတယ်နော်အဲ့တော့ဘုန်းကြီးဆိုလိုချင်တာကသူကျင့်သွားတဲ့အကျင့်သည်အမတန်မှလွယ်တဲ့အကျင့်ကလည်းမလွယ်ဘူးလားအသိလည်းပဲမြန်တယ်ပေါ့အသိလည်းပဲမြန်အကျင့်လည်းပဲလွယ်တဲ့ကျင့်စဉ်ကိုဘုန်းကြီးတို့ပြိတ္တကဲအတူလိုက်ပြီးတော့ဒီတိုင်းလိုက်ကျင့်လို့မရဘူးလားဘာမှမခက်ဘူးနော်မြင်တဲ့နေရာသတိထားယုံကြားတဲ့နေရာသတိထားယုံထိတဲ့နေရာသိတဲ့နေရာတတိလေးထားပြီးတော့ကြည်ုံနဲ့ခုဝိပဿနာတရားဖြစ်တယ်ခုရှင်ဘာယသာရစရိယကျင့်သွားလိုက်တာဒီကျင့်စဉ်တိုင်းကျင့်သွားလိုက်တာဘာမှမကြားလိုက်ဘူး10မိနစ်2မိနစ်ပေါ့ဒီတူတောင်းတဲ့ကာလအတွင်းမှာပဲ4မဲ့4ပိုရပြီးတော့ယဟန္တာလေးဖြစ်တယ်ဆိုတဲ့ကျင့်စဉ်ဘုန်းကြီးတို့ပြိတ္တသိပြီပေါ့ဟုတ်ပြီလားအဲ့ဒီမှာကျင့်တဲ့ကြံတဲ့အာထုတဲ့နေရာမှာတချို့ကခဲရင်တယ်တချို့ကလွယ်တယ်တချို့ကြတော့အသိဉာဏ်တယ်တချို့ကြတော့အသိနှေးတယ်ကိုရှင်ဘာဟိယသာရစရိယကအကျင့်လည်းပဲလွယ်တယ်အသိလည်းပဲမြန်တယ်ပေါ့အကျင့်လည်းမလွယ်ဘူးလားကဲတနေ့တောင်မှကျင့်ကြရမလို့တဏှာကြီးတောင်မှကျင့်ကြရမလို့ဘုရားတရားဟောပြီးတာနဲ့တရားရသွားတယ်အကျင့်လွယ်တယ်သိတဲ့နေရာမှာလည်းပဲမြန်မြန်ဆန်ဆန်နဲ့သိတယ်ပေါ့အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ပြိဿတရားဓမ္မကျင့်နေဆိုတဲ့နေရာမှာအကျင့်မှန်ဖို့သည်အဓိကပါမှန်မယ်အဲ့ဒီအကျင့်မှန်ဖို့ကျင့်ဤကြံဤအာထုံဤကိုသေချာလေ့လာအဲ့ဒီလေ့လာထားတဲ့ကျင့်ဤကြံဤအာထုံဤတိုင်းကိုတတိယတိုင်းတတိကထားပြီးတော့အာထုံမေရှုပွားမယ်ဆိုရင်ဘယ်နေရာမဆိုဘယ်အချိန်ခါမဆိုတရားမရနိုင်ဘူးလားအဲဒီခုရှင်မကြီးကလမ်းမကြီးမှာတရားနိုင်ရင်လေတရားရတယ်
ဒီတိုင်းပဲကိုတို့လည်းပဲကြင့်ကြံကြိုးစားအားထုတ်ပြီးတော့လျင်မြန်စွာလွယ်ကူစွာနဲ့တရားဓမ္မရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ရပါစေကုန်သတည်းလို့ဆုတောင်းနေပဲတရားဒီကုံချုပ်ကြစို့ဘောဓိယပစ္စယောဟောတုဣဒံသောဘုံညမင်္ဂလံဘုံညဗံကံသူလည်းဗန္တုဗမောတံတုသာဒေဝကနောမြမြတာကြီးပါရမီရင်ကျူးဇာနိတုသူတော်စင်ကုသိုလ်ရှင်ကျွန်ုပ်တို့ဤဣဒံဘုံညမင်္ဂလံဗုဒ္ဓဟောကြားတရားဒေသနာများဩဝါကိုနာဂံမတ္တပြန်ဟောကြား၍ပွားများကျင့်ကြံသာမန်ကျုပ်ကိုအထောက်ရသည်ကုသိုလ်ဘုံညမင်္ဂလာသည်ဘောရိယသစ္စာလေးအင်ခိုင်တဲ့စဉ်ကိုပြန်ရှင်းဆိုခုတို့ပုရင်တံဘောရိညာဤပစ္စယောဥပနိတယမိယသဖြင့်မௌချရာကြောင်းကောင်းမြတ်တဲ့ထောက်ပံ့သည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣဒံဘုံညဘာကိသဗုဒ္ဓဟောကြားတရားဒေသနာများဩဝါကိုနာဂမတ္တပြန်ဟောကြား၍ပွားများကျင့်ကြံသာမန်ကျုပ်ကိုအထောက်ရသည်ကုသိုလ်ဘုံညမင်္ဂလာဤဘုဗ္ဗကကိုလည်းသာဒေဝကကဘာမနေသမျှဝိနည်းများစွာတတဝါနန္ဒမန္တမြတို့သည်သူလဗံတူရှင်လန်းကြည်မြေဝါကွမ်းပုံစီတွေ့တဲ့ကဲ့သို့ပြည်ဒီငွေစိတ်မှထုံးလျက်အိဋ္ဌယုံတေတုလုံးမို့ကြည်နုကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်းသူလတာကိုစီလုံးညီ၍ကြည်သာရှင်ပြုံးအလုံးမြတ်သူရယူကြကုန်ပြီး၍ပမောရန်တုကိုစိတ်နှပြလွိစားပြည့်ပြည့်ကကျွဲမဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းဝါပမောရန်တုလူပြည်တမကနတ်ပြည်မှာဆက်သွယ်လျက်ထက်နေပြမချင်းလုံးမို့ဖြာတဲ့ကဘာတုံအောင်တတ္တဟုံလျက်လျက်မောက်ပြီးလျင်ဝမ်းမြောက်ဝမ်းသာပတ္တနာအောင်စုခါကပြုလျက်သာဓုတံအောင်နမိတ်ဖြစ်အောင်ဘိသိက်သွန်လောင်းနိုင်ကြပါစေကုန်သတည်း